က်ကလေးတွေယောဂတစ်ခုခုဖြစ်လာပြီဆိုရင်ကျွန်တော်အရင်ဆုံးစလုပ်တာကတော့ဒီတန့်ရှင်းရေးပေါ့နော်တန့်ရှင်းရေးကိုကျွန်တော်က view စိုက်ပြီးတော့လုပ်တာပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကဒီဖွဲထဲမှာပဲနေတယ်ဖွဲထဲမှာပဲဒီကြက်ချီးတွေပါတယ်တွားတာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ယောဂပိုးရှိတယ်ဆိုလို့ရှိရင်အဲ့ဒီချီးကြက်ချီးထဲမှာကျွန်တော်ယောဂပိုးတွေခိုအောင်နေတာပေါ့အဲ့ခါကျွန်တော်တို့အဲ့ကြက်ချီးတွေကိုကြုံပြီးတော့အပြင်ကိုပြစ်ထုတ်လိုက်မယ်တန့်ရှင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်ယောဂပိုးတစ်ဝက်လောက်တော့ပါသွားတာပေါ့နော်ဒါကကျွန်တော်လုပ်တဲ့ပုံစံပေါ့ကျွန်တော်တွေးမိတာပေါ့လေဒါဆိုရင်ကျွန်တော်ဆေးမတိုက်ရင်တော့မှယောဂဘိုးတစ်ဝက်လောက်ကအပြင်ကိုရောက်သွားပြီပေါ့နော်ကျွန်တော်ကြံတဲ့ယောဂဘိုးကိုကကျွန်တော်ကဆေးရတိုက်လိုက်မယ်ဆိုရင်တော့ဒါပျောက်တာမြန်တာပေါ့နော်ကျွန်တော်ချက်ကလေးတွေယောဂဖြစ်ရင်တော့ကျွန်တော်အဲ့ပုံစံတိုင်းပဲလုပ်တယ်ဗျအဲ့ပုံစံတိုင်းလုပ်ရင်ကျွန်တော်ချမ်းမှာစက်တွေယောဂဖြစ်ရင်2ရက်3ရက်ထက်မပိုဘူးဗျဒါကကျွန်တော်လုပ်နေတဲ့ပုံစံတိုင်းပေါ့နော်2ရက်3ရက်ဆိုတာနဲ့ပျောက်တာပဲသူတို့အဓိကတော့ကျွန်တော်တန့်ရှင်ကိုဦးစားပေးလိုက်တာပေါ့နော်တန့်ရှင်ကိုဦးစားပေးပြီးလုပ်တယ်လိုအပ်တဲ့ဆေးဝါးတွေကြည့်ပြီးတော့တိုက်တယ်ကျွန်တော်တို့ချက်ကလေးကအပူလိုနေလားအေးလိုနေလားအဲ့ဒါတွေကိုကျွန်တော်ကကြည့်ပြီးတော့လိုက်လုပ်ပေးတယ်ဒါကကျွန်တော်လုပ်တဲ့ပုံစံပေါ့နော်တခြားသူတွေတော့ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်လည်းမသိဘူးကျွန်တော်လုပ်တဲ့ပုံစံတော့အဲ့လိုပဲပေါ့ယောဂတစ်ခုခုဖြစ်လာပြီဆိုရင်ဘာယောဂပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကတန့်ရှင်ကိုအဓိကထားပြီးလုပ်တယ်ဒါဆိုရင်ကျွန်တော်ချက်ကလေးတွေကပြန်ပြီးတော့လမ်းလာတဲ့ပုံစံမှာရှိတာပေါ့နော်ကျွန်တော်တော့မခေါ်ရသေးဘူးကျွန်တော်နောက်ပြေးလိုက်လာကြတယ်ဒီမှာချက်အခြေအနေလေးတွေကိုကြည့်လိုက်ကျွန်တော်ချက်တွေကအဲ့လိုမျိုးလမ်းဆန်းနေရမှာပေါ့နော်ဒါဆိုလို့ရှိရင် तू ကယောဂပိုးမရှိဘူးလို့ပြောလို့ရတာပေါ့လာ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 ကျွန်တော်တစ်ချက်ခေါ်လိုက်တာနဲ့ချက်ကလေးတွေကကျွန်တော်နောက်ပြေးလိုက်လာကြတာပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျမ်းမာတန်ဆွမ်းတဲ့ချက်ကလေးတွေလို့ပြောလို့ရတာပေါ့နော်ဒီပုံတိုင်းဆိုရင်ဒါကျွန်တော်ချက်ကလေးတွေအရင်ရောက်စားကနေဒီ9ရက်အတွင်းဖြစ်သွားတဲ့ယောဂပျောက်ပြီလို့ပြောလို့ရတာပေါ့နော်ဒါပေမဲ့အရှင်ပျောက်ပြီလားမပျောက်ဘူးလားဆိုတော့ကျွန်တော်1ရက်2ရက်တော့ထပ်ပြီးတော့ကြည့်ရမှာပေါ့မြင်ရသလောက်ကတော့အချင်းတွေကောင်းမွန်တိုးတက်လာတယ်လို့ပဲပြောရမှာပေါ့နော်ဒါကျွန်တော်လုပ်တဲ့ပုံစံမှန်သွားတယ်လို့ပဲပြောရမှာပေါ့ချက်ကလေးတွေကအဲ့လိုမျိုးပြန်ပြီးတော့လမ်းဆန်းလာတယ်ကျွန်တော်တို့ထပ်ပြီးတော့လဲလိန်တာတွေပါတယ်လည်းမတွေးတော့ဘူးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ချက်ကလေးတွေကအခြေအနေတော်တော်ကောင်းလာတာပေါ့နော်နောက်ထပ်1ရက်2ရက်လောက်ဆိုရင်တော့ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်ပြီလို့ပြောလို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်တိုက်တဲ့ဆေးပုံစံမှန်သွားတယ်လို့ပဲပြောမှာပေါ့နော်ဒီချက်ကလေးတွေရောင်းနှမ်းဝင်တဲ့အထိနောက်ထပ်ဘာတွေထပ်ဖြစ်လာအောင်လဲဆိုတော့ကျွန်တော်တို့တော့စိန်ခေါ်မှုကြီးတစ်ခုလို့ပဲเนาะ